Chapter 9, Example 9.5. A true capacitor having the capacitance of 4 microfarad and 3 microfarad are connected and series capacitor နှလုံး4 microfarad ရဲ့3 microfarad ရဲ့ကို series ဆက်မယ်တဲ့အဲ့တော့ဒီဟာကို C1 ဒီ C2 ဆိုပြီးထားလိုက်မယ်ပြီးနောက်တစ်ခုကကျတော့ find the equivalent capacitance or the combination of the two capacitor အဲ့ဒီ capacitor နှလုံးကို series ဆက်လိုက်တဲ့အခါမှာရရှိလာမဲ့ equivalent capacitance စုစုပေါင်းစီတန်ဖိုးကိုမေးတယ်ပြီးနောက်တစ်ခုကကျတော့ is the potential different or the combination is 200 volt capacitor နှလုံးကိုseries ဆက်လိုက်တဲ့အခါမှာရရှိလာတဲ့စုစုပေါင်းဘူတန်ဖိုးကိုပေးထားတယ် find the potential difference or 12 microfarad capacitor 12 microfarad capacitor ထဲမှာရှိတဲ့ potential difference ဘူတန်ဖိုးကိုမေးတယ်အဲ့တော့ဒီမှာ12 microfarad ကိုဘာလို့ထားထားအောင်ဆို C2 လို့ထားထားတယ် C2 ထဲမှာရှိတဲ့ potential difference ဆိုတော့ဒါဒီဘာကိုမေးရလဲဆိုတော့ V2 ကိုမေးတယ်ကဲအဲ့တော့ဘာတန်ဖိုးတွေပေးထားလဲဆိုတော့ C1 ပေးထားတယ် C2 ပေးထားတယ်စုစုပေါင်း V တန်ဖိုးပေးထားတယ်V2 ကိုမေးတယ်အဲ့တော့ capacitor နှလုံးကို series ဆက်ပေးရမယ် capacitor တွေကို series ဆက်ရင်ဘိုင်ခံပြီးတော့ပေါင်းပေးရပါမယ်အဲ့တော့ 1/c equal 1/c1 plus 1/c2 အဲ့တော့ဒီမှာရှင်းလိုက်တော့ 1/c equal 4/12 ဆိုပြီးရပါတယ်အဲ့တော့ c ကိုပြောင်းပြန်လိုက်ရင်12ကိုလည်းပြောင်းပြန်လာလိုက်တယ်အဲ့တော့ဒီလောက်ရပါတယ်ရှင်းလိုက်ရင်3 microfarad ရပါမယ်အဲ့တော့ဒီမှာစုစုပေါင်း V တန်ဖိုးပေးထားတယ်စုစုပေါင်း C တန်ဖိုးရသွားပြီအဲ့တော့ဘာကိုရှာရအောင်မအောင်ဆိုစုစုပေါင်း Q တန်ဖိုးကိုရှာရပါမယ်အဲ့တော့စုစုပေါင်း Q တန်ဖိုးကိုရှာမယ်အဲ့တော့ Q equal to CV အဲ့တော့ခဏလေးအစားထုတ်ပြီးရှင်းလိုက်ရင်600 micro coulomb ရပါမယ်အဲ့တော့ series ဆက်ရင်ကျူတူတယ်ဘွေကွဲတယ် parallel ဆက်ရင်ဘွေတူတယ်ကျူကွဲတယ်အခုသုံးပါကကြတော့ဒီအချက်ကိုသုံးပါမယ် series ဆက်ရင်ကျူတူတယ်ဘွေကွဲတယ်အဲ့တော့ဒီမှာ series ဆက်ရင်ရရှိလာတဲ့စုစုပေါင်းကျူတန်ဖိုးဒီ series ဆက်ထားတဲ့ capacitor တွေထဲမှာရှိတဲ့ချက်ကျူတန်ဖိုးတွေနဲ့တူမှာပေါ့အဲ့တော့ C1 ထဲမှာရှိတဲ့ကျူဒီကျူ1 C2 ထဲမှာရှိတဲ့ကျူဒီကျူ2ပေါ့အဲ့တော့စုစုပေါင်းကျူဒီကျူ1ကျူ2နဲ့တူမယ်เนาะအဲ့တော့ဒီမှာဒါရသွားပြီအဲ့တော့ V2 ကိုလိုချင်နေဆိုရင်ကျူ2တည်ရင် V2 ကိုရှာလို့ရပြီအဲ့တော့ V2 equal ကျူ2 C2 အဲ့ဒီစာတော့ဝေရှင်းလိုက်ရင်50 volt ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်